လူတွေကသူတစ်ပါးရဲ့ဘဝကိုလှမ်းပြီးအားကျတတ်ကြတယ်သူတစ်ပါးကဘာလေးစီကလင်းလက်တောက်ပနေတဲ့အလင်းရောင်ကိုကျမတို့လှမ်းမြုံနေပြီးအားကျမိတတ်ကြတယ်ဒါပေမဲ့အဲ့ဒီအလင်းရောင်လေးရဲ့နောက်ကွယ်မှာမှောင်မိုက်နေတဲ့ကွက်လက်တွေကိုကျမတို့သတိမပြုမိကြဘူးသူတစ်ပါးရဲ့မျက်နှာပေါ်မှာရွှံ့မြဝေစားနေတဲ့အပြုံးတွေကိုကျမတို့အားကျငေးမောမိတတ်ကြတယ်ဒါပေမဲ့အဲ့ဒီအပြုံးတွေရဲ့နောက်ကွယ်မှာမျက်ရည်နဲ့ခါသေးမှုတွေရှိနေနိုင်တာကိုကျမတို့သတိမထားမိကြဘူးသူတို့ဘာရဲ့လျှင်လျှင်တောက်အောင်မြင်မှုကိုကျမတို့မမွန်းအားကျတတ်ကြတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုရဲ့နောက်ကွယ်မှာရှုံးနိမ့်မှုတွေစွန့်လွတ်မှုတွေပိတ်ဆက်ရုံးကန်ရခြင်းတွေကိုကျမတို့မသိခဲ့ကြဘူးသူတို့ဘာရဲ့တေးသချင်းဆိုညီးတဲ့တာယာနာပြောဝဲရှင်လွန်းတာကိုပဲကျမတို့ချုံငိမ့်နှစ်သက်အားကျတတ်ကြတယ်ဒါပေမဲ့အဲ့ဒီတေးတဲ့ရဲ့နောက်ကွယ်မှာနာကြီးတဲ့ငုံကြီးတဲ့တချို့ရှိနေနိုင်သေးတယ်ဆိုတာကိုကျမတို့မေးလျော့နေတတ်ကြတယ်တကယ်တော့ဘဝတိုင်းမှာမျက်နှာစာနှစ်ဖက်ရှိတတ်တာကိုကျမတို့သတိမထားမိကြလို့ပါဒါကြောင့်လေသူတို့မဘဝကိုအားကျတတ်ကြတာပါကိုယ့်ရဲ့ဘဝထဲမှာလေလှပနှစ်လို့ဆိုပွဲသူတို့ဘာအားကျစပွဲကောင်းမွန်တဲ့မျက်နှာစာတစ်ဖက်ရှိနေတတ်ပါသေးတယ်ကျမတို့သတိမထားမိကြလို့ပါ